ခမီးတဲ့စာလေးတစ်ခုကတစုံတစ်ယောက်ရဲ့အပတ်တီမဖြစ်စေနဲ့တဲ့သူတို့နာကျက်သွားရင်မင်းကိုမလိုတော့ဘူးလေတခါတလေကျွန်တော်တို့ရဲ့ကောင်းဆောင်ပေးဆပ်မှုတွေဟာသူတို့ရဲ့ပြဿနာပြေလည်သွားတဲ့အထိပဲအလုံးရင်လိုပြန်ဖြစ်သွားရင်ငါတို့ကိုခြုံမှာပဲထိုးထားလိုက်တော့တာအဲ့ဒါလေးနဲ့ဖြေစိတ်ကျဉ်နဲ့မနေပါနဲ့ငါတို့ကသူတို့ကိုဝင်လေထွေးလေလိုအပ်ပေမဲ့သူတို့ကငါတို့ပေါ်ဝင်လိုက်ထွေးလိုက်ပဲဆိုရင်တော့မာနာဆိုတဲ့အရာနဲ့ကိုယ့်ကိုကာကွယ်လိုက်ပါငါတို့ခံစားချက်ကိုမလေးစားတဲ့သူတွေအတွက်ငါတို့လည်းမာနတွေထားရှိတတ်ပါတယ်လူတကာရဲ့ပတ်တီဖြစ်အောင်နေပါပတ်တီဆိုတာနာကျက်သွားရင်ပြပုံတဲ့จิตထက်တက်ကြတာမို့သူတို့ရဲ့စင်ပြေတောင်းခဏလို့တောင်းလောက်သွားကြတဲ့ပတ်တီလို့ဖြစ်အောင်မာနာဆိုတဲ့ညာလေးတော့ဟုတ်တယ်မဟုတ်လား